ကလေးတို့ရေဆရာတို့လူသားတွေရဲ့ခန္ဓာကိုယ်မှာအစားတို့မရတဲ့အစိတ်ပိုင်း9ခုကသူတို့ဘာတွေကြောင့်လဲဆိုတာကိုရေပူရအနေနဲ့ပြောပြချင်ပါတယ်။အဲ့ဒီအစိတ်ပိုင်း9ခုကတော့မျက်လုံး၊အုံနောက်၊နှလုံး၊အဆုပ်၊အမျိုးသားအင်္ဂါ၊အသည်း၊အစာအိမ်၊ဥမာကြီးနဲ့ကြောက်ကပ်ပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့မျက်လုံးဟာဖုန်းနဲ့ကွန်ပျူတာကိုကြောက်တယ်။ဒါကြောင့်အဲ့ဒီအရာတွေကိုအချိန်အကြာကြီးမကြည့်သင့်ဘူး။နံပါတ်2အုံနောက်ဟာမနက်စာမစားရမှာကိုကြောက်တယ်။ဘာကြောင့်လဲဆိုတော့တနေ့တာလုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်ဖို့အတွက်လိုအပ်တဲ့အားအင်တွေရှိဖို့အတွက်အာဟာရရှိတဲ့မနက်စာကိုစားဖို့လိုအပ်တယ်။နံပါတ်3နှလုံးဟာအငံကိုကြောက်တယ်။ဒါကြောင့်ငန်နဲ့အစားအစာတွေကိုအများကြီးမစားသင့်ဘူး။တွေးတိုးယောဂတွေဖြစ်တတ်တယ်။နံပါတ်4အဆုပ်ဟာအကိုအငွေ့တွေကိုကြောက်တယ်။ဒါကြောင့်ဆေးလေးတောက်ခြင်းကိုလည်းရှောင်ရှားရမယ်။နံပါတ်5အမျိုးသားအင်္ဂါကတော့တေးရည်အရန်အလွန်အကျွံတောက်ခြင်းကိုကြောက်တယ်။အမျိုးသားများရဲ့ကာမစွမ်းရည်ကိုလျော့ကျစေတယ်။နံပါတ်6အသည်းကအစီပါတဲ့အစားအစာကိုကြောက်တယ်။အစီပါတဲ့အစားအစာတွေစားတာများလာတဲ့အခါအသည်းအစီဖုံးတဲ့ယောဂဖြစ်တတ်တယ်။ဒါကြောင့်အစီပါတဲ့အစားအစာတွေလည်းလျှော့စားရမယ်။နံပါတ်9အစာအိမ်ကအေးဓာတ်ကိုကြောက်တယ်။ရေခဲရည်တွေအများကြီးမစားသင့်မတောက်သင့်ဘူး။အစာချေတဲ့လှုပ်ဆောင်မှုကိုထိခိုက်စေတယ်။နံပါတ်10ဥမာကြီးကတော့ပေါက်ကရအစားအစာတွေဥပမာစိုးစေးပါရဲမုန့်တွေအချင်တွေအဆက်တွေအလွန်အကျွံစားခြင်းကိုကြောက်တယ်။ဘိုင်းအောင်တာတွေဘိုင်းနာတာတွေဖြစ်တတ်တယ်။နောက်ဆုံးတစ်ချက်အနေနဲ့နံပါတ်9ကြောက်ကပ်ကတော့ဆေးကိုကြောက်တယ်။ဆရာဝန်ညွှန်ကြားချက်မပါတဲ့ဈေးဆိုင်ကဆက်ဆေးတွေကိုဝယ်တောက်ခြင်းကလည်းကြောက်ကပ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ဆရာတို့ခန္ဓာကိုယ်မှာရှိတဲ့အစားထိုးမရတဲ့အစိတ်ပိုင်း9ခုကိုထိခိုက်ပျက်စီးမှုမရှိရလေအောင်ဂရုတစိုက်ဆင်ခြင်နေထိုင်ရမယ်နော်။